အခုမြင်တွေ့နေရတဲ့အသေးစား mini rescue လို့ခေါ်တဲ့ကယ်ဆယ်ရေးဗီဒီယိုလေးတွေကိုဘယ်လိုဖန်တီးရမလဲဆိုတာသိကျင်ကြလိမ့်မယ်လို့ထင်ပါတယ်။တကယ်တော့ဒီလိုဗီဒီယိုမျိုးလေးတွေကလောက်ရတာအရန်လွယ်ကူသလိုကင်မရာလည်းမလိုဘူး editing scale လည်းမလိုအပ်ပါဘူး။ AI တခုတည်းကိုအသုံးပြုပြီးတော့ဒီလိုမျိုးကယ်ဆယ်ရေးဗီဒီယိုလေးတွေကိုဖန်တီးနိုင်ပါတယ်။ဒီဗီဒီယိုမှာတော့ mini rescue ဗီဒီယိုတွေကိုဖန်တီးဖို့အတွက်လိုအပ်တဲ့ photo prompt တွေ video prompt တွေကိုဘယ်မှာသွားယူရမလဲဆိုတာကစပြီးတော့ကျွန်တော်တို့professional ဆန်းတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်တဲ့အထိဘယ်လိုဖန်တီးရမလဲဆိုတာ step by step ပြောပြပေးသွားမှာပါ။အဲကြောင့်ဒီဗီဒီယိုကိုမကြော်ဘဲနဲ့အဆုံးထိကြည့်ရှုလိုက်ဖို့ဖိတ်ခေါ်ပါတယ်။ကြည့်တော့စလိုက်ကြရအောင်။ထုံးစံတိုင်းပဲ ChatGPT တွေကိုဝင်ပြီးတော့အပေါ်ဘယ်ဘက်တောင်ကအကြောင်းအကြောင်းကိုနှိပ်လိုက်မယ်။ပြီးရင် more ဆိုတာတွေ့ပါလိမ့်မယ်။အဲ့ဒီကောင်ကိုနှိပ်လိုက်ရင်ဒီမှာ APPS ဆိုတာရှိပါတယ်။တချို့ကတော့ဒီမှာ more ဆိုတာကိုနှိပ်စရာမလိုဘဲနဲ့ APPS ကပေါ်နေတာဖြစ်ပါတယ်။အဲ့ဒီကောင်ကိုနှိပ်လိုက်မယ်ဆိုရင်အပေါ်ညာဘက်တောင်မှာ GPTS ဆိုတာတွေ့ပါလိမ့်မယ်။သူ့ကိုနှိပ်လိုက်မယ်နော်။အဲဒီမှာကျွန်တော်မှန်ဘလူးပုံစံလေးပေါ်လာလို့ရှိရင်တစ်ချက်နှိပ်ပြီးတော့ mini rescue generator လို့ဒီမှာရိုက်ရှာလိုက်မယ်အဲတန်တော်မှားတော့ရင်တော့ခွန်လို့ကြာနော်အဲဒီမှာပေါ်ဆုံးမှာပေါ်လာတဲ့ mini rescue generator ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်အဲဒီမှာကျွန်တော်တို့ကကျွန်တော်များထိုးပြတဲ့ start generator ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်အဲဒီမှာသူကခေါင်းစဉ်10ခုနဲ့ကယ်ဆယ်ရေးဗီဒီယို10ပုဒ်စာကိုသူကဒီမှာချပေးပါလိမ့်မယ်အဲ့ဒီမှာကိုကဘယ်ဟာကိုအရင်ဖန်တီးမှာလဲနံပါတ်1ကိုအရင်ဖန်တီးမလားနံပါတ်2ကိုအရင်ဖန်တီးမလားအကိုကြိုက်တာအရင်ဖန်တီးလို့ရတယ်ကျွန်တော်ကတော့ဒီမှာနံပါတ်1ကိုရေးလိုက်မယ်နော်အဲ့ဒီမှာသူကပုံထုတ်အောင်မဲ့ prompt နဲ့ video ထုတ်အောင်မဲ့ prompt ကိုဒီမှာ2မျိုးချပေးပါလိမ့်မယ်အဲ့ဒီမှာပုံကိုသူက nano banana 2နဲ့ဒီမှာထုတ်ဖို့ recommend ပေးထားပါတယ်ဗီဒီယိုမှာတော့သူက C10 2.0 နဲ့ထုတ်ဖို့ recommend ပေးထားတယ်ကျွန်တော်ကတော့ C10 2.0 ကိုမသုံးနိုင်သေးတဲ့အတွက်ပုံရောဗီဒီယိုရောအခုချိန်ထိ free ရသေးတဲ့Google Flow ကိုတွားပြီးတော့ထုတ်ပါမယ်အဲဒီမှာလက်စာနဲ့နှစ်ပုဒ်စာရအောင်ကျွန်တော်နံပါတ်2ကိုပါတစ်ခါတည်းရေးထည့်လိုက်မယ်အဲဒီမှာသူကနောက်ထပ်ပုံထုတ်ရမယ့် prompt နဲ့ဗီဒီယိုထုတ်ရမယ့် prompt ကိုဒီမှာချပေးတယ်အဲ့တော့နှစ်ပုဒ်စာရပြီဆိုတော့ကျွန်တော်တို့က Google Flow ကိုတွားပါမယ် Chrome ကိုတွားပြီးတော့ Google Flow website ထဲကိုဝင်လိုက်မယ်အဲဒီနေရာမှာကျွန်တော်တို့မှာရှိတဲ့ Google account တစ်ခုနဲ့ login ဝင်ပေးရပါမယ်အဲဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့က new project ဆိုတာကိုနှိပ်လိုက်ပါအဲ့ဒီမှာကျွန်တော်တို့ကပုံကိုအရင်ထုတ်အောင်ဖြစ်တဲ့အတွက်ကျွန်တော်မြှထိုးပြတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့က image ဆိုတာကိုရွေးပေးထားပါမယ်အဲ့ဒီမှာကျွန်တော်တို့ကိုကြိုက်တဲ့ ratio ကိုဒီမှာရွေးလို့ရတယ်ပြီးရင်ဒီမှာကိုကြိုက်တဲ့အရေးအတွက်ကိုတစ်ခါတည်းရွေးထားလို့ရတယ်ဒီမှာကျွန်တော်တို့က nano banana 2နဲ့ပုံထုတ်မှာဖြစ်ပါတယ်ပြီးရင် ChatGPT ကိုသွားပြီးတော့ number 1ကပုံထုတ်မဲ့ prompt ကို copy ကူးပြီးတော့ဒီ Google Flow မှာလာပြီးတော့ paste ချပါမယ်ပြီးရင်ဒီမင်းသားလေးကမြားလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာသူကပုံလေးထုတ်ပေးပါလိမ့်မယ်ကျွန်တော်ကတော့ကိုကြိုက်တဲ့ပုံကိုရွေးဖို့အတွက်ဒီမှာနှစ်ပုံထုတ်ခိုင်းထားတယ်ပြီးရင်ဗီဒီယိုထုတ်ဖို့အတွက် ChatGPT ကိုသွားပြီးတော့ကျွန်တော်က number 1က video prompt ကို copy ယူပါမယ်ပြီးရင်ကျွန်တော်က Google Flow ကိုပြန်သွားပါမယ်အဲ့ဒီမှာကျွန်တော်တို့ကဗီဒီယိုထုတ်မှဆိုတော့ဒီမှာလေးတောင်ကွက်ကလေးကိုတစ်ချက်ပြန်နှိပ်မယ်အဲ့ဒီမှာကျွန်တော်တို့ကဗီဒီယိုဆိုတာကိုရွေးထားပြီးတော့ကျွန်တော်ဒီမှာ ingredient ဆိုတာကိုရွေးထားပါမယ်နော်အဲ့ဒီမှာကိုလိုချင်တဲ့ ratio ကိုရွေးပြီးတော့ဒီမှာအရေးအတွက်တွေရွေးမယ်ပြီးရင်ကျွန်တော်တို့ကနောက်ဆုံးပေါ်တဲ့ Omni Flash နဲ့ကျွန်တော်တို့ထုတ်ပါမယ်နော်။အဲဒီမှာဗီဒီယိုရဲ့ duration ကို4စက္ကန့်ရှိမယ်6စက္ကန့်ရှိမယ်8စက္ကန့်10စက္ကန့်ထိရှိမယ်။ Omni Flash နဲ့10စက္ကန့်ထုတ်မယ်ဆိုရင်ကျွန်တော်က15 credit ကုန်ပါမယ်နော်။ကျွန်တော်ကတော့10စက္ကန့်ပဲထုတ်လိုက်တော့မယ်။ဗီဒီယိုကိုစတော့ကထုတ်ခဲ့တဲ့ပုံနဲ့ထုတ်မှဖြစ်တဲ့အတွက်ဒီမှာအပေါင်းပုံစံလေးကိုနှိပ်လိုက်မယ်။အဲဒီမှာကျွန်တော်ကနှစ်ပုံထုတ်ထားတာဖြစ်တဲ့အတွက်ဒီနှစ်ပုံတွေကကြိုက်တဲ့တစ်ပုံကိုရွေးပြီးတော့ထည့်လိုက်မယ်။ Okay ပြီးရင်စတော့က ChatGPT က number 1ကကိုးခဲ့တဲ့ဗီဒီယို prompt ကိုဒီမှာပိတ်ချပါမယ်။ပြီးရင်ဒီမှာမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်အဲဒီလိုဆိုရင်ကျွန်တော်တို့လိုချင်တဲ့နှင်တော်ရဲကကယ်ဆယ်ရေးဗီဒီယိုလေးရရှိလာပါပြီနံပါတ်2ကိုတော့ကျွန်တော်ဗီဒီယိုထုတ်မပြတော့ဘူးအခုပြခဲ့တဲ့ပုံစံတိုင်းပဲဗီဒီယို10ပုဒ်စလုံးကိုကျွန်တော်တို့ထုတ်လို့ရပါတယ်တကယ်လို့ဒီဗီဒီယို10ပုဒ်ကုန်သွားပြီဆိုရင်ဒီထဲက prompt တစ်ခုခုကို ChatGPT ထဲမှာပဲထည့်ပြီးတော့ကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံအတိုင်းပြင်ခိုင်းလို့ရပါတယ်ကဲအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ